ရှေးကစိမ့်ဆိုနေတဲ့တောင်တန်းကြီးတွေရဲ့အောက်ခြေကြည်လင်တဲ့မြေကမ်းနားလေးတစ်ခုမှာအဖိုးအိုတဦးနဲ့သူ့ရဲ့မြေးမလေးမေမေတို့နေထိုင်ကြပါတယ်။သူတို့မှာကြီးကြီးမားမားပိုင်ဆိုင်မှုရဲ့လို့မရှိပါဘူး။မြေကမ်းဘေးမှာပေါက်နေတဲ့ဝါးပင်တွေကိုခုတ်ချင်းတောင်းလေးတွေရက်ပြီးဈေးထဲမှာရောင်းချပြီးအသက်မွေးကြတာပါ။အဖိုးအိုကမေမေကိုအမြဲတမ်းဆုံးမလေးရှိတယ်သမီးလေးတို့တွေကတဘာဝတရားကြီးစီကနေအသက်မွေးဝမ်းကြောင်းခွင့်ရနေတာဒါကြောင့်ဝါတပင်ကိုခုတ်တိုင်းအပင်တစ်တပင်ပြန်ဆိုင်ရမယ်မြည်ရည်ပြင်ကိုလည်းအမြဲတမ်းပိုးထားရမယ်တနေ့တော့ထူးဆန်းတဲ့ကုံတယ်တယောက်ရွာကိုရောက်လာပါတယ်သူကအဖိုးကိုရက်ထားတဲ့ဝါချင်းတောင်းတွေကိုမြင်တော့သဘောကျသွားပြီးအဖိုးကြီးဒီချင်းတောင်းတွေကတကယ်ကိုလက်ရပြောင်မြောက်တာပဲကျုပ်ဒါမျိုးအလုံး1000လောက်လိုချင်တယ်တလအတွင်းအပြီးရက်ပေးရင်ရွှေတင်ကအပြည့်ပါတဲ့အိတ်တအိတ်ပေးမယ်။ဒါပေမဲ့အချိန်မီဖို့ဆိုရင်မြေကမ်းဘေးကဝါတော်တစ်ခုလုံးကိုကုံအောင်ခုတ်ရလိမ့်မယ်လို့ပြောပြီးဆွဲဆောင်ပါတော့တယ်။ရွှေတင်ကားဆိုတဲ့စကားကြောင့်မေမေကစိတ်လှုပ်ရှားသွားပြီးအဖိုးကိုဝါးတွေအကုန်ခုတ်ဖို့ပူစာပါတယ်။ဒါပေမဲ့အဖိုးကခေါင်းခါလိုက်ပြီးမဖြစ်ဘူးသမီး။ဝါတော်ကြီးကိုအကုန်ခုတ်လိုက်ရင်မြေကမ်းပါပြိုကျလိမ့်မယ်။ငှက်ကလေးတွေခိုနားစရာအိမ်မက်သွားလိမ့်မယ်။တို့တွေလောဘနောက်မလိုက်တင်ဘူးလို့ညင်းပယ်လိုက်ပါတယ်မေမေကတော့စိတ်ကောက်ပြီးမြေကမ်းနားမှာသွားထိုင်နေမိတာပေါ့အဲ့ဒီနေ့ညမှာပဲတောင်ပေါ်ကနေမိုးတက်မုန်တိုင်းတွေပြင်းပြင်းထန်ထန်ကျဆင်းလာပါတော့တယ်လေပြင်းတွေတိုက်ခတ်ပြီးမြစ်ရည်တွေအရှိန်ဟုန်နဲ့တက်လာတယ်မေမေတို့ရဲ့အိမ်လေးဟာမြေကမ်းနားမှာမို့ရေထဲပါသွားတော့မလို့ဖြစ်ခဲ့ရပါတယ်ဒါပေမဲ့ထူးဆန်းတာကမြေကမ်းဘေးမှာရှိတဲ့ဝါပင်အိုကြီးတွေကလေရန်ရေရန်ကိုကြက်ကြက်ခံပြီးမြေကြီးကိုမြဲမြံစွာဆွဲကင်ထားပေးလို့မေမေတို့အိမ်လေးဘေးကင်းခဲ့ပါတယ်ဝါပင်တွေကြားထဲကဖြတ်တိုက်သွားတဲ့လေပြင်းတန်ဟာတာယာတဲ့တချင်းတန်တပုတ်လိုဖြစ်နေခဲ့တယ်မုန်တိုင်းဆဲလို့မနက်လင်းတဲ့အခါမေမေဟာဘေးကင်းသွားတဲ့မိမိတို့အိမ်လေးနဲ့လှပစွာကြံရစ်တဲ့ဝါတော်ကြီးကိုကြည့်ပြီးအဖိုးရဲ့စကားကိုနားလည်သွားပါတော့တယ်ဝါပင်တွေသာမရှိရင်သူတို့အိမ်လေးရေထဲပါသွားမှာတေချာတာမို့ပါအဖိုးနဲ့မေမေတို့ဟာဝါတော်ကြီးကိုမဖြတ်စည်းပဲပုံမှန်အတိုင်းပဲအပင်တစ်တွေစိုက်ပျိုးရင်းရိုးရိုးသားသားဆက်လက်နေထိုင်ခဲ့ကြပါတယ်။ကုံတယ်ကြီးကလည်းသူတို့ရဲ့စိတ်ဓာတ်နဲ့တဘာဝတရားကိုချစ်မြတ်နိုးမှုကိုလေးစားသွားပြီးဝါချင်းတောင်းတွေကိုပုံမှန်ထက်ဈေးကောင်းပေးပြီးအမြဲတမ်းလာရောက်ဝယ်ယူပါတော့တယ်။ပုံမြင်လေးကပေးတဲ့သင်ခန်းစာကတော့လောဘနောက်ကိုလိုက်ပြီးတဘာဝတရားကြီးကိုဖျက်ဆီးရင်တနေ့မိမိစီပဲဘေးဒုက္ခပြန်ရောက်လာတတ်ပါတယ်။တဘာဝတရားကိုတန်ဖိုးထားရိုးရိုးသားသားလောက်ကင်စားတောက်ခြင်းကသာရေရှည်တည်တတ်တဲ့စိတ်ချမ်းသာမှုကိုပေးစွမ်းနိုင်တာဖြစ်ပါတယ်။